ခါလာတာကစားမလားနားမလားဟုတ်ကလေးလေးရတာရွတ်နေတာလူကြီးတွေအဲ့ဒါလည်းစင်ကျင်တဲ့နေဗျအဲ့ငင်းချမ်းရေးကြဗျာဟာဗျစစ်မဖြစ်ကြနဲ့ညီညွတ်ကြညအခါလာတာမှာကလေးတွေကျွန်တော်တွေကစားခွင့်မရှိတာကြာပြီကစားခွင့်ပေးငင်းချမ်းရေးစာပေးဗျညအခါလာတာကစားမလားနားမလားညအခါလာတာမှာကစားခွင့်ရှိတဲ့လူမျိုးကျွန်တော်တို့အဲ့လိုကစားခြင်းနဲ့ကလေးကျွန်တော်တည်ပြီးသားကြပြလေးပါဗျဇွန်မန်းယုံအနီနုနဲ့နလက်သိမ့်ကျနေသည်ဆိုတာတိတ်လာတာဇွန်ပန်းဆိုတာလေတရားဇာတကိုပြောတာဗျကျွန်တော်အမြင်ကတော့တရားဇာတတွေစွတ်တူးတော့ဗျဇွန်မန်းယုံအနီမှာဇွန်ပင်ကိုရေစွတ်လောင်းတယ်လို့ပေါ့လက်ပင်ကြီးကကျွံရောဗျစွတ်ပြီးတော့ဇွန်ပန်းတွေကျွန်တော်တို့ကတော့ရေလောင်းပြီးတော့လက်ပင်ကျွံတယ်လို့တရားဇာတတိတ်ပေါ်တဲ့တိုင်းပြည်ကတရားဇာတတွေတိတ်သုံးတော့လက်ပင်ကြီးကကျွံရောဗျဒီသဘောကိုလည်းပြောသလားတော့မသိဘူးကျွန်တော်အိမ်ကိုလာတဲ့ဧည့်သည်အကြောင်းလည်းပြောရအောင်မယ်ဗျကျွန်တော်အိမ်လာတဲ့ဧည့်သည်အများကြီးတွေကဧည့်သည်တယောက်အကြောင်းပြောပြရစေအဲ့ဒါကတော့ကျွန်တော်ရဲ့ငငယ်တုန်းကဆရာပါအဲ့ဒီဆရာကျွန်တော်ကို၈တန်းတုန်းကပထဝီသမိုင်းနဲ့မြန်မာစာသင်ပေးတဲ့ဆရာအဲ့ဒီဆရာကမြန်မာစာလည်းသင်တော့မြန်မာစာကိုတိတ်တော်တဲ့ဆရာကျွန်တော်စာလည်းသူကဖတ်တယ်လို့သူကလည်းကျွန်တော်အမြဲတမ်းဂုဏ်ယူတာအဲ့ဒီဆရာကျွန်တော်အိမ်လာတော့အဲ့ဒီဆရာကိုမြင်လိုက်တာနဲ့ကျွန်တော်ငယ်ဘဝကိုပြေးတရအဲ့ဒီဆရာပထဝီသင်တုန်းကအကြောင်းလေးကျွန်တော်ပြောပြခြင်းလို့ကျွန်တော်၈တန်းကျောင်းသားဘဝတုန်းကရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဝန်ခံရရင်ပထဝီဆိုတာတော်တော်ကြက်ရခက်တာဗျပုံနေလဲဆွဲရကျွန်တော်စိတ်မဝင်စားဘူးဆရာကပထဝီသင်သိတ်ကောင်းတာမြန်မာနိုင်ငံမြေပုံစဆွဲတာဘယ်နာစဆွဲလဲဗျမြန်မာနိုင်ငံမြေပုံဆွဲရင်ရခိုင်ကမ်းရိုးတန်းကစဆွဲမှတ်ထားကွာမြေပုံကိုဆွဲရင်ရခိုင်ကမ်းရိုးတန်းကစဆွဲရတယ်ကွာဟောတာကမ်းရိုးတန်းကွာဟောတာကတော့ AR တိုင်းကွာဟောတာမွန်ပြည်နယ်ကွာဒီနားလေးမှာရခိုင်လူမျိုးတွေကရင်နေမင်းသိတော့ကွာမွန်နေတို့မြန်မာတွေနေကြတာကွာမြေပုံကြီးသူဆွဲတာတိတ်စားတဲ့တိုင်းပြည်ကွာမင်းပင်လဲပိုင်တဲ့တိုင်းပြည်ကဘာမှရှားတယ်ကွာမင်းနီပေါဆိုတဲ့နိုင်ငံပင်လဲမပိုင်ဘူးကွာမင်းဘူတန်ဆိုတဲ့နိုင်ငံပင်လဲမပိုင်ဘူးကွာလာအိုပင်လဲမပိုင်ဘူးကွာယူနန်မွန်ဂိုလီးယားပင်လဲမပိုင်ဘူးကွာငါတို့ကပင်လဲပြင်းကြီးပိုင်တဲ့တိုင်းပြည်တိတ်စားတဲ့တိုင်းပြည်ကွာ